ချင်းမောင်မင်းဆက်နောက်ပိုင်းတနိုင်ငံလုံးစစ်မီးတောက်လောင်နေချိန်ပြင်ပရန်သူတွေရောအတွင်းလိုင်းတွေပါတပြိုင်နက်ထလာချိန်မှာပြည်သူတွေကစားတူးမြဲနေရတောင်ကြက်တဲလာတဲ့ခေတ်ပါဒီစကားရဲ့ဇက်ကောင်ဖြစ်တဲ့ကျန်းစော်လင်းဟာရောင်နေပြည်နယ်ဟိုင်ချင်းခရိုင်ရှောင်းဟေးကျေးရွာလေးမှာမွေးဖွားခဲ့ပါတယ်ဒီဇလန်းကိုသူ့အဖေကျန်းယူချိုင်တဲ့လမ်းလိုစွန်စိုးတို့ရဲ့ကစားကြီးအငင်းပွားမှုကနေစတင်ကြည့်ရအောင်စွန်စိုးကကျွေးတင်နေသောငွေကျပ်30ကိုချက်ချင်းပြန်ပေးရန်တောင်းဆိုတော်လဲကျန်းယူချတိုင်ကလက်ငင်းမတက်နိုင်သေးကြောင်းရက်အနှဲငယ်ဆိုင်းငံ့ပေးဖို့သာတောင်းပန်ခဲ့သည်သို့တော့စွန်စိုးကခွင့်မလွတ်ပဲငွေမပေးနိုင်ပါကအသက်နဲ့ပြန်ဆက်ရမည်ဟုချင်းချောက်ကဓာလွဲထုတ်ကပြင်းထန်စွာထိုးတက်လိုက်ရာကျန်းယူချိုင်သည်ခဏချင်းမှပင်တေဆုံးသွားတော့သည်ဒီလိုနဲ့ကျန်းစော်လင်းရဲ့ငယ်ဘဝဟာအဖေဆုံးရှုံးခြင်းနဲ့အတူအစပြုခဲ့ရပါတယ်။ကျောင်းသူမတက်ပဲစာအုပ်များအောက်တွင်ပုံပြင်ပြောသည့်နေရာသို့တိတ်တဆိတ်ထွက်သွားခဲ့သည့်သူကိုဆရာကအိမ်ထိလိုက်လာပြောပြတော့အခါဖခင်ရင်မဟုတ်သောမိဘနှစ်ပါးကအလွန်စိတ်ဆိုးသွားကြသည်။စာအုပ်ထဲကအရာတွေကိုကျွန်တော်စိတ်မတူးမြင်စားပါဘူး။ပုံပြင်နားထောင်ရတာပိုကောင်းတယ်ဟုကျန်းစော်လင်းကပြန်ပြောကမိမိသည်ဖခင်ရင်မဟုတ်ကြောင်းကိုပြန်လည်ထောက်ပြသဖြင့်အိမ်တွင်အရေးခင်ပုံမကြီးထွားလာခဲ့သည်။မိထွေးရှိရင်တထွေးလည်းရှိစမြဲဟူသောစကားကိုကိုကားကမိခင်နှင့်ဖထွေးကအတူတကွစုပေါင်း၍မိမိကိုနှိပ်စက်နေကြသည်ဟုခံစားရသဖြင့်ကျန်းစော်လင်သည်အိမ်မှထွက်ပြေးသွားရန်ဆုံးဖြတ်လိုက်သည်တနေရာသို့ရောက်သောအခါကျန်းစော်လင်ကအိမ်လုပ်တွေအားလုံးကိုကျွန်တော်လုပ်ပေးနိုင်ပါသည်ဟုကမ်းလှမ်းတော်လဲအိမ်ရှင်ကဘဲကလာသောကလေးလေးမှမသိပဲလမ်းမပိတ်ရန်သာပယ်ချလိုက်သည်အစာငတ်လျက်ရုန်းကန်နေရသည့်ကာလအတွင်းခဏနာနေခဲ့သည့်နေရာမှအထက်အလိပ်အနှဲငယ်ကိုကန်ယူခဲ့ခြင်းအတွက်အထွေးပြောတာလဲမှန်တယ်မိခင်ရိုက်တာလဲတရားတယ်ဟုကျန်းစော်လင်တကူရဲတွေးတောနေမိတော့လဲထွက်ပြေးပြီးသွားပြီဖြစ်၍လူတွေရှေ့ဆက်ကြောက်စရာမဖြစ်စေပဲငဲ့၍တရားတော်လဲအိမ်တို့ပြန်မသွားနိုင်ကြောင်းစိတ်ပိုင်းချအားထားသည်ဘလို့ပဲဖြစ်ဖြစ်အစာတလုံးရအောင်ရှာဖွေရအောင်မီရိုက်နှက်ခံရလိမ့်ကစားဒီလိုပဲငဲ့၍တရားလိမ့်မည်မဟုတ်ဟုစိတ်ပိုင်းဖြတ်ခဲ့သည်တောင်ရအလုသမားများကဤလူငယ်လေးကိုမိသူများမသိသဖြင့်ဤအိမ်ရဲ့ဆွေမျိုးတယောက်ဖြစ်ချင်မည်ဟုယူဆကကိစ္စမရှိတကယ်တော့ဆက်လုပ်ကင်ကြသည်သို့တော့အိမ်ရှင်ကြီးကကျန်းစော်လင်ကိုစစ်ဆေးမင်းမြန်းရာကျန်းစော်လင်ကမိမိသည်ဟေးရှမ်းခရိုင်အတောက်ကုန်းမှရောက်လာသူဖြစ်ကြောင်းဤအိမ်နှင့်ဆွေမျိုးလည်းမဟုတ်အလုရှာဖွေရန်သာရောက်လာခြင်းဖြစ်ကြောင်းရိုးသားစွာဖြေကြားလိုက်သည့်ဆွေမျိုးလည်းမဟုတ်ဘဲနှင့်အလကားလာစားနေသည့်အတွက်ကျန်းစော်လင်ကိုရိုက်နှက်ရန်အလုသမားများကပြင်ဆင်နေချိန်တွင်စူညံတန်ကြားသည့်အိမ်ရှင်မကြီးကအထဲမှထွက်လာပြီးတားမြစ်လိုက်သည်ကလေးမင်းဘယ်ကလာတာလဲဟုကျန်းစော်လင်ကိုမေးမြန်းရာမိမိသည်ဟေးရှမ်းခရိုင်အတောက်ကုန်းမှဖြစ်ကြောင်းဖခင်ငယ်စဉ်ကတည်းကကွယ်လွန်ခဲ့ပြီးအိမ်တွင်စားစရာမရှိသဖြင့်အသက်မွေးဝမ်းကြောင်းလမ်းကြောင်းရှာဖွေရန်ထွက်လာခဲ့ကြောင်းကျန်းစော်လင်ကရှင်းပြသည်ဒီခေတ်မှာစားစရာမရှိသူဘလောက်များတလဲမင်းအတွက်လည်းခက်ခဲပါလိမ့်မယ်ဟုအိမ်ရှင်မကြီးကဂယုဏတက်ကနာမည်ကိုမေးမြန်းလိုက်သည်ကျွန်တော်မျိုးနွယ်ကကျန်းပါအိမ်မှာအငယ်ဆုံးသားဖြစ်လို့မိသားစုကကျန်းလောင်ကတာလို့ခေါ်ကြပါတယ်နာမည်ရင်းကတော့ကျန်းစော်လင်ပါဟုကျန်းစော်လင်ကမိတ်ဆက်ပေးလိုက်သည့်အိမ်ရှင်မကြီးကအလုသမားများကိုဆက်၍မနှောက်ယှက်ကြရန်တားမြစ်ကဤမြကြီးမားသောအိမ်ကြီးတွင်လူတယောက်စာအစားအစာမှာအရေးမကြီးကြောင်းဆိုကလောင်ကတာဒီနေ့ကစပြီးမင်းကစီမှာပဲလာပြီးစားနေဟုကန့်လန့်လိုက်သည်ကျန်းစော်လင်ကလွန်စွာကျေးဇူးတင်ကအန်တီကဒုက္ခသည်တွေကိုကယ်တင်နေတဲ့ဖရာသခင်မှာပဲခွင့်ပြုမယ်ဆိုရင်အန်တီကကျွန်တော်ရဲ့မွေးစားမိခင်မှာပဲဟုဆိုကဒူးထောက်ကြောလိုက်သည်အိမ်ရှင်မကြီးကလည်းဒီအတိုင်းပဲထားလိုက်တော့နောက်ဆိုရင်မင်းအခက်ရှိရင်ဒီကိုလာခဲ့အသုံးစရိတ်လိုရင်လဲရှေ့အိမ်ကိုလာပြီးငါ့ကိုတောင်းဟုကတိပေးလိုက်သည်ဒီလိုနဲ့ကျန်းစော်လင်သည်မွေးစားမိခင်တဦးကိုရရှိသွားခဲ့တော်လဲတကယ်တမ်းတွင်သူစီကငွေတောင်းခံရန်တတိရှိမည်လောဒီနည်းဖြင့်လအနေငယ်ကြအောင်စုမှုဆိုးမကြီး၏အိမ်တွင်အလုပ်တစ်ခုမျှမရှိသေးပဲအလကားစားနေထိုင်ခဲ့ရသည့်ကာလတစ်ခုဖြစ်ခဲ့ပါသည်တနေ့သား၌အိမ်ရှင်ကြီးကမိမိရဲ့မြင်းလှလှကြီးတစ်ကောင်ပျောက်ဆုံးနေသည်ကိုတွေ့ရှိကပြင်းထန်စွာဒေါသထွက်လိုက်သည်အလုသမားများကမြင်းများအားလုံးကိုပြန်ယူဆောင်ကတင်ကုတင်တွင်ချီနှောင်ထားပြီးဖြစ်ကြောင်းရှင်းပြတော်လဲအိမ်ရှင်ကြီးကယုံကြည်ခြင်းမရှိဘဲကျန်းစော်လင်းကိုတန်တရားဖြင့်ကြည့်ရှုကမင်းကငငယ်ရွယ်ရွယ်နဲ့စိတ်ဆိုးလာတဲ့သူငါ့ကိုစားတူးညက်ရက်နေကျွေးမွေးရင်ငါ့ကိုပဲလှည့်စားနေတာလားမြင်းကိုဘသူကိုပေးလိုက်တာလဲငွေဘလောက်ရလို့ရောင်းလိုက်တာလဲပြောစမ်းဟုအဖြစ်ဖို့လိုက်သည်ယနေ့အမှန်တရားမပြောလျင်ရိုက်နှက်၍တက်ပစ်မိဟုချင်းချောက်ကကျန်းစော်လင်းကိုချီနှောင်စေလိုက်သည်မြင်းရောက်ရရသောငွေမီများရှိသည်။မြင်းအခုအခါဘယ်နေရာတွင်ရှိသည်ဟုပြန်လဲစစ်ဆေးမင်းမြန်းတော်လဲကျန်းစော်လင်းကမြည်သည့်အရာများမသိကြောင်းသာထက်ခါညင်းဆိုနေခဲ့သည်တကယ်တမ်းတွင်အခြားအလုပ်သမားတဦးကမြင်းကိုခိုးရောင်းခဲ့ခြင်းဖြစ်ပြီးကျန်းစော်လင်းကိုကာကွယ်ရန်အပြစ်ဖို့စေခဲ့ခြင်းဖြစ်တော်လဲကျန်းစော်လင်းကထိုသူကိုစားအပြစ်ကိုခံယူလိုက်ခဲ့ရသည်အလွန်ပြင်းထန်စွာရိုက်နှက်ခံရသည့်အတွက်ကျန်းစော်လင်းသည်ရုတ်တရက်လေးဖြတ်၍အသက်ရှူမဝသည့်အခြေအနေသို့ရောက်သွားခဲ့သည်ဒီအခြေအနေကိုမြင်တွေ့သောအခြားအလုပ်သမားများကအိမ်ရှင်ကြီးထံတင်ပြကြသည်မှာဤသို့လူတွေအထိရိုက်နှက်ခံရလျင်အာဏာပိုင်တို့သိရှိလာမည်ဆိုပါကပြဿနာကြီးလာနိုင်ကြောင်းဖြစ်သည်ထို့ကြောင့်အိမ်ရှင်ကြီးကကျန်းစော်လင်း၏ကိုခန္ဓာကိုလှည့်ဖြစ်ဆောင်ယူကဝေးလံသောအရက်တစ်ခုတွင်မြောင်းတွင်၌ပစ်ချရန်မြည်သူများမမြင်စေရန်နှင့်သူ့ကိုမင်းမြန်းသူရှိလျင်ထိုသူထွက်သွားပြီဟုသာပြောရန်အမိန့်ချလိုက်သည်
ကျန်းစော်လင်ဤကိုခန္ဓာကိုလမ်းဘေးမြောင်းတွင်း၌ချထားခဲ့ပြီးနောက်ထိုလမ်းကိုဖျက်တမ်းလာသောဆေးဆရာကြီးတဦးကလူသေးကောင်တစ်ခုကိုတွေ့ရှိလိုက်ရာတေဆုံးသူဆိုလျင်မြေတွင်တူးမြုပ်နိုင်ရမည်ဖြစ်တော်လဲမြေတို့လမ်းဘေးတွင်ပစ်ထားနိုင်မည်နည်းဟုတွေးတော့ကအနီးသို့ချင်းကပ်ကြည့်ရှုသည်ထိုအခါမှသာကလေးလေးသည်တေဆုံးသွားခြင်းမဟုတ်သေးပဲကဲတင်နိုင်စေအခြေအနေတွင်ရှိသေးသည်ကိုတွေ့ရှိလိုက်ရသည်တွေ့မြင်ပြီးသည့်နောက်ကုညီရန်လစ်လျူရှုထားလိုက်ပါကကုသိုလ်ဖောက်ရရောက်မည်ဖြစ်ကြောင်းအသက်တစ်ချောင်းကိုကဲတင်ကြအင်းဒီဖျားပထိုးခုနှစ်ဆင့်ကိုစောက်လုပ်ခြင်းထက်တာလွန်ဤဟူသောဆိုစကားကိုရွတ်ဆိုကဆေးဆရာကြီးကကျန်းစော်လင်ကိုကူညီရန်စိတ်ပိုင်းဖြတ်လိုက်သည်ဆေးဆရာကြီးသည်ကလေးလေးအားစစ်ဆေးကြည့်ရှုရာအသက်13နှစ်မှ15နှစ်ခန့်သာရှိသေးကြောင်းဘယ်အိမ်ဤကလေးဖြစ်မည်နည်းဟုတွေးတော့ကဤကလေးသည်ဖျားနာမှုပြင်းထန်စွာခံစားနေရသည်ကိုတွေ့ရှိလိုက်သည်စစ်ဆေးကြည့်ရှုသည့်အခါကာလနာယောဂပြင်းထန်စွာကူးစက်နေကြောင်းတွေ့ရှိလိုက်ရသဖြင့်ကလေးကိုကူညီပေးပါကုန်ကြစည်မိမျှပင်ရှိစေကျွန်တော်ပေးပါမည်ဟုသောအခြားလူတဦး၏တောင်းဆိုမှုနှင့်အတူကုသပေးရန်ဆုံးဖြတ်လိုက်သည်ကျန်းစော်လင်သည်သတိပြန်ရလာသောအခါမိမိကိုကယ်တင်ပေးသူကိုကျွန်တော်အသက်ကိုကယ်တင်ခဲ့တဲ့ကျေးဇူးရှင်ဘလို့မှပြန်ဆက်ရမလဲမသိပါဘူးအန်တီမရှိရင်ကျွန်တော်ယခုအချိန်ထိအသက်ရှင်ရမည်မဟုတ်ပါအန်တီကကျွန်တော်ဖခင်ကဲ့သို့ပါပဲကျွန်တော်ကိုပြန်လည်မွေးဖွားပေးသောမိဘကဲ့သို့ပါပဲဟုကျေးဇူးတင်စွာပြောဆိုကာဒူးထောက်ကြော်လိုက်သည်ဆေးဆရာကြီးကလည်းတနာကျင်နာမှုဖြင့်ကလေးလေးအားမိမိအိမ်တွင်နေထိုင်ခွင့်ပြုကာຫນွေဦးရသည်ရောက်လျင်ခီးစေးပေးပြီးမိမိမိသားစုထံဟေရှန်သို့ပြန်လွှတ်ပေးမည်ဟုကတိပေးလိုက်သည်ထိုအခါကျန်းစော်လင်ကဘလို့ပဲဖြစ်ဖြစ်အန်တီကိုပဲမွေးစားဖခင်အဖြစ်ကြော့ချင်ပါတယ်ဟုတောင်းဆိုကဖခင်ဟုခေါ်ကဒူးထောက်ကြော်လိုက်သည်ဆေးဆရာကြီးကလည်းဝမ်းမြောက်စွာလက်ခံကယနေ့မှစ၍ဖခင်ဟုခေါ်ဆိုစေရန်ခွင့်ပြုလိုက်သည်သို့သောဆေးဆရာကြီးကမိမိ၏တကယ်သားရင်းများကိုမှတ်တမ်းတင်ထားပြီးဖြစ်ရာယခုတွင်ဤမွေးစားသားကိုပါထပ်မံမှတ်တမ်းတင်ရမည်ဖြစ်ကြောင်းကောင်းကင်ကိုတက်တည်ထားလျက်ကြေညာလိုက်သည်တကယ်သားများကမူမကြေမနက်ဖြစ်ကြကဖခင်ကိုယ်တိုင်တော်အသက်ရှင်နေစေဖြစ်နေတော့အမွေဆက်ခံမည်သူကိုရှာဖွေတွေ့ရှိပြီဆိုတာဘလို့မျိုးလဲဟုကလိန်ကျစ်စွာပြောဆိုကြပြီးဆေးဆရာကြီးကလည်းဤမြလောက်ငွေကြေးလိုချင်ကြသောတာရန်မျိုးတွေစူညံမနေကြနဲ့ဟုဆုံးမကဤကလေးသည်မိမိ၏ကျွေးမိတာဖြစ်ကြောင်းပြောလိုက်သည်ဤသို့ဖြင့်ကျန်းစော်လင်သည်ဖခင်ငယ်နှစ်ဦးရရှိသွားကကိုအဖိုးဖြစ်သွားပြီဟုပြည့်ရပြုကာခံစားခဲ့ရသည်ကျန်းစော်လင်သည်လမ်းငယ်တစ်ခုမှလာသောလူတဦးအားဟန်ရှမ်းမင်းကဒီပညာကိုပါတက်သေးလားဟုမေးမြန်းရာကျန်းစော်လင်ကကျွန်တော်ဖခင်ဤအလုပ်ကိုလုပ်ကင်ခဲ့သူဖြစ်ပါတယ်ဟုပြန်ဖြေလိုက်သည်ထိုအချိန်တွင်လူတစုကတကားကိုဖွင့်ရန်စူးညံ့စွာဟစ်အော်ကတရိษံစေကုတူဘသူလဲဟုရှာဖွေကြသည်တရိษံစေကုတမှုပညာမတက်လျင်ဤအလုပ်ကိုလုံးဝမလုပ်သင့်ကြောင်းချင်းချောက်ကမိမိတို့၏မြင်းသည်ဖျားနာနေသဖြင့်ကုသပေးရန်ကုသနိုင်မှာကကြီးစွာဆုချီးမြှင့်မည်ဖြစ်ကြောင်းကုသ၍မရလျင်အသက်ခံရလိမ့်မည်ဖြစ်ကြောင်းဒီပေးလိုက်ကြသည်ကျန်းစော်လင်ကစိတ်တည်ငြိမ်စွာမြင်းကိုအသေးစိတ်စစ်ဆေးကြည့်ရှုလိုက်ရာအံ့ဩဖွယ်ကောင်းစွာကုသနိုင်ခဲ့သဖြင့်ညီလေးကတော်သားလိုက်တာတကယ်လက်တွေ့ကျွမ်းကျင်တဲ့ဆရာဝန်တစ်ယောက်ပါပဲဟုချီးကျူးခံရကစုချင်းငွေကိုပါလက်ခံရရှိခဲ့သည်